ဒီလိုလေး view အိမ်ချင်းမြေလေးရင်းနှီးညွှန်နေခြင်းနဲ့ကိုရင်းနှီးညွှန်နေပြီးသွားရင်လေချက်ချင်းငွေပေါ်ခြင်းနဲ့ပတ်စံတွေတန်းမဆောင်ခြင်းဗျာချက်ချင်းဝင်ခြင်းနဲ့ဗျာအဲ့ဒါဆိုရင်လက်ရှိစီးပွားရေးရန်ကုန်မြို့ရဲ့အဓိကစက်မှုဇုံမြို့တော်စီးပွားရေးမြို့တော်လို့ပြောလို့ရတယ်အရှိတကုံ119ရက်ကွက်မှာတစ်လကိုအနည်းဆုံး15သိန်းဝန်းကျင်ဝင်နေတဲ့အဆောင်လေးတစ်ခုကိုကျွန်တော်ဒီနေ့ချောင်းပေးမယ်လိုက်ခဲ့ဟောခါလေးအဆောင်မရောက်ခင်အဆောင်သွားတဲ့လမ်းလေးဆက်ပြရမယ်ဒီမှာလမ်းကတော့ကွန်ကရစ်တော့မဟုတ်ဘူးသူမြေသားပေါ်မှာကြောက်နေခင်းထားပြီးရဲ့သူကဒီနားလေးတစ်ချက်ပဲလမ်းလေးကလည်းအဝင်လေးကတော့နည်းနည်းလေးဆိုရမှာဆိုတော့လေးပေါ့ဒါပေမဲ့တောက်လျှောက်တလန်ဒီအဆောင်သားမရောက်ခင်အထိဒီကွန်ကရစ်လမ်းအားလုံးခင်းထားပြီးသားရှင်းပါဆိုလို့ရှိရင်ဒီနေ့မလန်မကန်းမှာစောင့်လို့ရှိရဆိုတော့သွားရလာရလဲတော်လေးအဆင်ပြေပြီးတော့ဒီကောင်လေးမနီမူရမှာ80ခွန်ကားလေးရှိသေးတယ်တိုက်ခဲ့ကျွန်တော်တက်ပြဆောင်လေးရတယ်မှာညနေတိုင်းပဲရောက်ပြီသူကညနေစာကသူကပီ40ပီ60ကျဲဝန်းရှိတယ်အပီ40ပီ60ကျဲဝန်းရှိတဲ့အပြင်မှာလက်ရှိမှာဆိုလို့ရှိရင်အဆောင်မှာအခန်းကလူအပြည့်ပြေးထားပြီးသားဟောပြီးတော့အဆောင်ရဲ့အခန်းဖွဲ့စည်းပုံနေတာလည်းသူကတစ်ခန်းကို15ပီပတ်လက်လောက်ရှိတယ်အခန်းနေတာလည်းကျဲအဲ့တော့ငားရသူကြိုက်တယ်ဗျာညင်ရလည်းပွင့်နေကြမှာဆိုလို့ရှိရင်စက်မှုဆောင်မျိုးလည်းရှိတယ်ဒီဘက်ရအစင်နာပြစင်ပြီးထားပြီးသားအဆောင်ကတယောက်ဆင်းနိုင်တယောက်တန်းဝင်ပြီးသားကဲအထိတ်တစ်ချက်ကြည့်အဆောင်လေးရောက်ပြီအဆောင်ကတော့နှစ်ထပ်ရှိတယ်ဗျာကျွန်တော်တို့အပေါ်တက်နဲ့အောက်တက်ဆိုနှစ်ထပ်ရှိတယ်အခန်းအနေနဲ့ဆိုရင်တော့သူကစုပေါင်း16ခန်းပါတယ်အခန်းရဲ့ဖွဲ့စည်းပုံနေတာ12 feet ရဆိုလို့ရှိရင်15 feet ပတ်လည်လောက်ရှိတော့အခန်းကမီတာစုပါညာနေနေဆိုလည်းအဆင်ပြေတယ်ကြောက်ထဲနေနေဆိုတော့ပိုပြီးတော့ကျေတာပေါ့ဗျာဟောပြီးတော့အခန်းနေတာရကျွန်တော်ရိုက်ပြခြင်းတယ်ဗျာဒါပေမဲ့လက်ရှိဒီအဆောင်ရဲ့နေတာရအခန်းကအားလုံးကသူအပြည့်အဲ့တော့ကျွန်တော်တို့ privacy ရဝင်ရိုက်ပြဖို့ဆိုနည်းနည်းလေးတော့ခက်တယ်အဲ့တော့ပြောချင်တာဒီလက်ရှိရဲ့ဒီနေရာ location ရဲ့ business အနေထားအရ HME ရရင်းနှီးမြှုပ်နှံမှုနဲ့ဝင်ငွေတန်းရခြင်းနဲ့ဆိုတော့ပြောချင်တာ။နောက်တစ်ခုကနေရာရှိတယ်။ဟုတ်ပြီဝင်ငွေတန်းရတော့မှန်ပါပြီ။အဆောင်အနေနဲ့ဆိုရင်ရောကြက်ဟန်မှုတော့ဘယ်လိုရှိလဲ။သိမှမဟုတ်ဘူးဒီမှာဒီချွဲရင်းနဲ့အားလုံးဆောက်ထားတယ်။ကြက်ဟန်မှုကြလည်းအဆင်ပြေတယ်။ပုံမှာနောက်ထပ်ချီသေးကျွန်တော်လည်းလိုက်ခဲ့ပြီ။ကဲဒါတော့လီကဒီမှာတန်းနဲ့လုပ်ပြီးထားတယ်။ဟောဆိုလို့ရှိရင်လည်းဟောလို့တစ်ထပ်ပြရမယ်။ကဲဒါလေးကတော့ပေါ်တဲ့အောက်ထပ်ကားနဲ့တူတူပဲအောက်ထပ်မှာလိုပဲ10ခန်းပေါ်တက်မှာလည်း10ခန်းစုစုပေါင်းအဆောင်လုံးအနေနဲ့ဆိုရင်တော့သူက16ခန်းပါတယ်ဟောပြီးတော့သူကတော့အဆောင်နေရတွေဒါပြောတာဗျသူ private ဆန်နဲ့ပုံမှန်လေးပြောမယ်ဆိုရင်တခြားသောအဆောင်တွေမှာမရှိတဲ့အနေအထားမျိုးတွေခံစားမှုတွေဒီမှာရှိတယ်ဥပမာဆိုရင်မီလိုင်းဖိုင်နာဆိုရောတော့မှာသိမပူနဲ့တစ်ခန်းမှာမီလိုင်းတစ်လိုင်းကြီးထည့်ထားပြီးသားနောက်တစ်ခုကသူကအခန်းအနေနဲ့ဆိုလို့ရှိရင်လည်းသူက private ဆန်လေးဘာလို့ပြောလဲဆိုတော့အဆောင်ရဲ့တစ်ခန်းတိုင်းမှာfile ကယူလိုက်ရင်တွဲလျက်ထားပြီးသားပြောချင်တာကအဆောင်တော့နေရတယ်အများကြီးရောပြီးသုံးကြရမလို့အဲ့တော့ဒီအဆောင်လေးကလက်ရှိနေတာဆိုတဲ့လူကြိုက်များတယ်တခန်းဝင်တခန်းထွက်ဆိုတဲ့အနေအထားမျိုးတွေတောင်မှသူကရှိတယ်ဗျာအဲ့တော့ source server နဲ့ Zeno mine ကျွန်တော်ထပ်ပြောပြကဲအဲ့တော့အားလုံးလည်းရှင်းပြပြီးပြီတခန်းလုံးလည်းလိုက်ပြပြီးပြီ source server နဲ့ Zeno mine သူကပိုင်ဆိုင်မှုအနေနဲ့ဆိုလို့ရှိရင်တော့သူကပါမစ်မူရင်းလေးကိုရမယ်ဒီလိုအနေနဲ့ဆိုရင်တော့သူကမြန်မာငွေသိန်း4000ကိုသူကနှိမ့်နှိုင်းပေးအောင်လက်ရှိmarketမြေခွက်ဈေးရဲ့ပေါ်စင်းနေထားရဲ့စီးပွားရေးလုပ်ငန်းရှိထားပြီးသားရဲ့ business အနေနဲ့ဆိုလို့ဒီစင်းလုံးလေးကတော်တော်လေးတန်တယ်လို့ပြောလို့ရတယ်လက်ရှိဒီပတ်ဝန်းကျင်နေတာမှာဒီနောက်မှာအဆောင်နေပဲဗျအဆောင် market လို့တောင်ပြောလို့ရတယ် location အနေနဲ့ဆိုရင်သူကတန်ချက်ဝင်ဥမျိုးနဲ့နီးတယ်တင်းတင်းစစ်စစ်ပြောပါဆိုရင်တော့မင်းနဲ့နီးတယ်ဗျာဒီဘက်ချမ်းမှာစက်မှုစုံနေအဲ့တော့အများကြီးမစင်စားနဲ့ကိုကဒီနည်းနဲ့မှုလုပ်မယ်တခါတည်း action ဒီမှာဝယ်ပြီးတာနဲ့ဝင်တန်းရခြင်းလို့ဆိုရင်တော့ဒီဆောင်လေးကမိတ်ဆွေအတွက်ပဲကျွန်တော်ဘယူးနေရဲ့ဖုန်းလေးကိုစောင့်နေပါမယ်ကျေးဇူးပါ